နော်ညီလေးတယောက်ကတဲခွဲချင်းလေးတစ်ပုတ်တော့ဆိုပြပေးပါဆိုတော့ကျွန်တော်အဲ့လိုပဲငတ်တော့အဲ့လိုမပြန်တတ်ဘူးဗျာတရားဘယ်လိုလုပ်ရမလဲဟာစပင်ကခေါင်းဆိုတာတော့ဒီလေအားလုံးနဲ့ငါပြေးစီမှာထောင်ရည်မှာမင်းကလေးကနေရှိလို့ပါငါရဲ့ဘဝကနေအသက်ရှင်နေတာရက်စက်တဲ့မင်းကနောက်တစ်ယောက်ပြောင်းလဲပါခဲ့ချင်လေမင်းလေးကဘဝမှာအချစ်စာနာပေးလေပါလိုက်ပါဖို့မှာမင်းကနောက်တစ်ယောက်ပြောင်းလဲခေါ်ခဲ့ချင်လေမင်းလေးကငါဘဝမှာချစ်ဆုံးပါမပြောင်းလဲဆောင်ရတဲ့ဒီတော့ပါချစ်တဲ့ငါရဲ့အချစ်ကိုတော့ဒီစာနာMm-hmm.